Hello everyone, welcome to my channel. အဲ့တော့ channel လေးမှာ grade 5ကျောင်းသားကျောင်းသူလေးတွေအတွက် English စာပို့ပြီးတော့အစီအပြေလွယ်ကူအောင်လို့ grade 5 English textbook တစ်ခုလုံးကို unit 1 to 10အကုန် video တူလေးနဲ့တေချာလေးတင်ပေးသွားမှာပါเนาะအဲ့တော့ချက်ကတော့ချက် issue စမှာအဲ့တော့ပထမဆုံး unit 1လေးကနေစလိုက်မယ်ပေါ့နော် unit 1 everyday English ကနေ့စဉ်သုံးဘာသာစကားပေါ့နော် everyday English နေ့စဉ်သုံးဘာသာစကားเนาะeveryday English နေ့စဉ်အဲ့တော့ကိုတွေပြောနေကြအသုံးအနှုန်းလေးတွေကို unit 1မှာသင်ရမှာ number 1နောက်ပြီးတော့ lesson 1မှာ lesson 1လေးက at home တွေ့လား lesson 1 at home ယူရဲ့ textbook ကိုယူကြည့်လိုက်ရတယ်ပေါ့နော်အဲ့တော့ chat screen ကဝါနေရတယ်ဘာလို့ဖြစ်မှာဆိုလို့အဲ့တော့ lesson 1 at home ဆိုတော့အိမ်မှာပြောနေကြစကားလေးတွေပြီးတော့အလုပ်လေးတွေအဓိကတော့ဒီမှာတော့အိမ်အလုပ်လေးတွေပြောချင်လူလေးတွေပြောတတ်ရမယ်တဲ့အဲဒါကြောင့်မလို့စပြီးတော့ lesson 1မှာထည့်ထားတယ်နောက်ပြီးတော့ 1A listen and say 1A လေး 1A listen and say ဆိုတော့နားထောင်ပြီးတော့ပြန်ပြီးတော့ပြောတတ်ရမယ်ပေါ့နော် lesson 1အဲ့တော့စမယ်အဲ့တော့ number 1 look at the picture please what is the girl doing number 1ပုံလေးတခြားမြင်ရလားပုံလေးကိုကြည့်ပါအောင် look at the picture ကောင်မလေးဘာလေးလုပ်နေလဲနော်အဲ့တော့ဟုတ်တယ်ပုံလေးကိုကြည့်လိုက်အဲ့တော့ကောင်မလေးကမနက်မိုးလေးအရာထိုင်အကျဲတို့လုပ်နေကြလူတိုင်းလုပ်နေကြအဟာလေးဘာလေးလဲဆိုတော့အဲ့ရာတွေသိမ်းမဲစောင်းနေခောက်မဲအသေးရက်စီမဲနော်အဲ့ဒါလေးကိုဘယ်လိုမျိုးပြောရမလဲဆိုတော့တွေ့လားအဲ့ဒါလေးက easy ပဲနော်အဲ့ဒါကြီးကတော့ make the bed make the bed I don't make the bed make the bed I don't make the bed ဆိုတော့အရာကိုလုပ်သည်မဟုတ်တော့ဘူးအရာသိမ်းသည်သရထားသည်အဲ့လိုလေးပြောလို့ရတယ် make the bed okay နောက်တစ်ခု number 2 look at the picture please number 2လေးက what is the boy doing ကောင်လေးကဘာလုပ်နေလဲမှာစာအုပ်တွေထပ်နေရနော်အဲစာအုပ်တွေတသက်ရက်စီထားတယ်သူရဲ့စာရေးကောင်လေး stationery သင်းစေကိုတခြားလေးထားရမယ်ဆိုရင်တသက်ရက်စီတာလေးကိုဘယ်လိုပြောရမလဲအဲ့တော့ you see tidy tidyလို့ဖတ်မယ်နော် tidy tidy up okay tidy up the desk tidy up the desk အဲ့လိုလေးဖတ်မယ်ပေါ့နော် tidy up the desk အဲ့ဆိုရင်ကျတို့ number 1ကဘာလဲဆိုတော့ make the bed okay number 2 tidy up the desk နော် number 2ပုံလေးက tidy up the desk okay ရမယ်နော်နောက်တစ်ခုအဲ့ဆိုရင်နှစ်ခုလုံးရပြီနော်အဲ့နောက်တစ်ခုမသွားခင်ကျတို့ဒါလေးကို make the bed လေးပြန်သွားကြည့်အောင် make the bed ကမနက်ပိုင်းအရာသိမ်းတာဒါဆိုရင်ဘယ်လိုပြောလို့ရလဲငါမနက်ပိုင်းမှာအရာသိမ်းတယ်ဒါမျိုးလည်းပြောတယ်လို့ရတယ်ဒါတွေက grade 3 4တွေမှာသင်ပြီးသားအဲ့လိုရနော်အဲ့တော့ဘယ်လိုလေးထည့်မလဲဆိုတော့ I make the bed in the morning အဲ့လိုလေးထည့်လို့ရတယ်နောက်တစ်ခု number 2ဒီကောင်လေးလိုပဲငါလည်းငါရဲ့ခုံကိုတသက်ရထားတယ်စီထားတယ်အဲ့လိုလေးပြောချင်တယ်ဆိုရင် I tidy up the desk in the afternoon ဒီလိုလေးထည့်မယ်နော် I tidy up the desk in the afternoon okay အဲ့ဒါနောက်တစ်ခုတွားကြည့်အောင်ကျတို့ number 3 look at the picture please so do you see number 3 what is the girl doing ကောင်မလေးဘာလုပ်နေလဲကောင်မလေးကဒီမှာအင်ကြီးအနီလေးတွေဒီမှာအစိမ်းလေးဝါလေးနဲ့သူထပ်နေရနော်တေချာလေးစီထပ်နေရဟုတ်တယ်အဲ့တော့စောင်းလေးဖြစ်တယ်အင်ကြီးလေးတွေကိုခောက်ပြီးတော့ထပ်နေရအဲ့ဆိုရင် fold do you see fold ဒီစာကြောင်းလေးဒီစလုံးလေး fold ကလေခောက်တီးလို့အဓိပ္ပာယ်ရတယ်အဲ့တော့ the clothes အဝတ်စားတွေသူကအဝတ်ခောက်ချင်တာဆိုတော့ fold the clothes တကယ်လို့တခြားဟာခောက်ချင်တယ်ဆိုရင်လည်းရတယ်ဒီ clothes နေရာမှာဘာလေးထည့်လိုက်မလဲ fold the paper paper fold the paper အဲ့ဆိုရင်အဝတ်စားတွေခောက်တယ်နော်အဲ့လိုလေးထည့်လို့ရတယ်အဲ့လို paper မဟုတ်ဘူးဘာလဲဆိုတော့ fold your arms armsပေါ့နော်အဲ့ဆိုရင်လက်ပိုက်ထားအဲ့ဒါမျိုးလေးတုံးတယ် fold your arms နော် arms လေးထည့်မယ်အဲ့လိုမဟုတ်ဘူးဒီမှာကတော့အဝတ်စားတွေခောက်တာမဟုတ်လို့ fold the clothes okay and then number 4 do you see number 4 what is the girl doing ကောင်မလေးဘာလေးလုပ်နေလဲအဲ့တော့ကောင်မလေးကဒီမှာဗရင်မောက်တွေကိုဖုံတွေဘာတွေတန့်ရှင်းလုပ်တုံနေရဆိုရင်အဲ့ဒါဆိုရင် clean တန့်ရှင်းလုပ်သည်ဒါကတော့တည်ပြီးသား grade 3တွေ2တွေ clean စကားလုံးကတော်တော်လေးတည်ပြီးသားเนาะအဲ့တော့ clean the window เนาะဒါကတော့တည်ပြီးသားနောက်တစ်ခုအဲ့တော့တိတ်မပြောတော့ဘူးနောက်တစ်ခုက mop the floor look at the picture number 5 mop the floor
တွေ့လားအကောင်လေးကကြမ်းတိုက်အဲ့တော့ဟိုကလည်းပြစီလဲကြမ်းတိုက်အဲ့ဒါမျိုးတွေဆိုရင် mop the floor နော်အဲ့တော့ mop 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 the floor mop the floor နော်အဲ့လိုလေးပြောလို့ရတယ်တကယ်လို့ငါလုပ်တယ်ငါနေတိုင်းကြမ်းတိုက်တယ်အဲ့ဒါမျိုးပြောချင်တယ်ဆိုရင် I mop the floor in every day ပေါ့ every day sorry every day လေးပြောမယ် I mop the floor every day အဲ့တော့ညနေမှာဆိုရင် I mop the floor in the evening ဒါမျိုးလေးထည့်မယ် I mop the floor in the afternoon အဲ့လိုလေး in the afternoon I mop the floor in the afternoon အဲ့လိုလေးထည့်ပြောလို့ရတယ်เนาะဒါတော့ TV သားနေမှာပါလွယ်တယ်เนาะနောက်တစ်ခု number 6 က clean the bathroom look at the picture clean the bathroom နဲ့ဟုတ်လားအဲ့တော့ပုံလေးကိုကြည့်ရေချိုးခန်းအောင်တက်ရှိတွေလုံနေတယ်ဟိုမှာတိုင်ကြီးရေတွေနဲ့ရေချိုးခန်းတကားကြီးနဲ့အဲ့တော့ရေချိုးခန်းလေးကိုသူကတက်ရှိလုံနေဆိုရင် clean the bathroom okay အဲ့တော့ clean the bathroom လို့ဖတ်မယ်နော် bathroom bathroom clean the bathroom နော်အဲ့တော့ clean the bathroom တရှိလုပ်တည်ပြီးရင် bathroom ဆိုတော့ရေချိုးခန်းတရှိလုပ်တည် clean the bathroom တကယ်လို့ကိုလုပ်တယ်ကိုကနေတိုင်းလုပ်တယ်ဆိုရင် I clean the bathroom every day okay I clean the bathroom every day အဲ့လိုမဟုတ်ဘူး my brother cleans the bathroom every day အဲ့ဆိုရင် brother ကိုလုပ်တာပေါ့အဲ့တော့ my brother cleans the bathroom every day အဲ့လိုလည်းရတယ်နောက်တစ်ခု number 7နော် number 7 look at the picture what is the girl doing အကောင်မလေးကဘာလုပ်နေလဲဆိုတော့ထမင်းစပွဲပြင်နေတယ်ခုံချမယ်ထမင်းစပွဲမှာခုံပေါ်မှာပကံလေးစီမယ်ခဲထမင်းနေဟင်းနေထည့်မယ်ထမင်းစပွဲပြင်နေဆိုရင် set လေးနဲ့သွားမယ် set the table set အဲ့တော့ထမင်းစပွဲပြင်တာ set the table အဲ့လိုမျိုးလေး set တင်လို့ပါလို့ပဲပေါ့နော်ကျဲတို့ဖုန်းတွေမှာဆိုရင်တခုခုစီထားမယ်တခုခုကိုပြင်ဆင်တာအဲ့ဒါမျိုးဆိုရင် set the table အဲ့လိုလေးထည့်လို့ရတယ်နောက်တစ်ခုက number 8 number 8မှာဆိုရင်ပကံလေးစေးနေတယ် look at the boy ဟုတ်တယ်နော်အကောင်လေးကပကံစေးနေတာ you see အဲ့တော့ number 8ကောင်လေးကပကံလေးစေးနေတာဆိုတဲ့အတွက် dishes အဲ့ဒါလေးထည့်မယ်နော် dishes ကပကံလေးအဲ့တော့ do the dishes နော် do the dishes ဆိုတာနဲ့ပကံစေးသည်လို့ပြောလို့ရတယ် do the dishes အဲ့တော့နေတိုင်းလုပ်တယ်ဆိုရင် I do the dishes every day လို့လေးထည့်မယ် I do the dishes every day okay အဲ့လိုလေးပြောလို့ရတယ်နော်အဲ့နောက်တစ်ခုသွားမယ် number 9 look at the picture please what is the girl doing number 9မှာဆိုရင်ကောင်မလေးကအမိုက်ပြစ်နေရပေါ့နော်အမိုက်ပြစ်တဲ့ပုံလေးနဲ့အဲ့ဒါဆိုရင်ဘယ်လိုလေးပြောရမှာလဲဆိုတော့ take out take out take out အမြန်ပြောလိုက်တော့ take out လို့ထော်လို့ရတယ်နော် take out take out take out နော်အဲ့တွေ့ရလား take out the rubbish rubbish take out the rubbish အဲ့လိုလေးဖတ်လို့ရတယ်အဲ့တော့ငါအမြဲတမ်းအမိုက်ဖြစ်ပြီးတယ်အဲ့ဆိုရင် I always take out the rubbish in my house အဲ့လိုလေးထည့်လို့ရတယ် okay အဲ့တော့ take out the rubbish ဒါလေးကိုသိရမယ်နောက်တစ်ခု number 10 picture look at the picture what is the girl doing အဲ့တော့ကောင်မလေးကပန်းမင်းရေလောင်းနေရနော်ဟုတ်တယ်နော်အဲ့ဆိုရင်ဘယ်လိုလေးပြောလဲဆိုတော့ water the plants ပန်းမင်းရေလောင်းသည်ပေါ့နော်အဲ့လိုလေးပြောလို့ရတယ်အဲ့တော့ I water the plants every day ဒါဆိုရင်ငါနေတိုင်းပန်းမင်းရေလောင်းတယ်အဲ့လိုလေးပြောလို့ရတယ်နော်အဲ့ဆိုရင်ရပါပြီနော်အဲ့ဆိုရင်အဆုံး number 1 to 10လေးချက်နဲ့ပြန်ပြီးတော့ချက်လောက်တူတူပြောကြည့်အောင်number 1 to 10ဒီရဲ့10ချောင်းက unit 1မှာရေးကြည့်တဲ့အတွက်သိထားရမယ်ပေါ့နော် pronoun တွေရော spelling တွေရောကုန်သိရမယ်အဲ့တော့ number 1လေးဆိုရင်ဗာလေးလဲဆိုတော့ number 1မှာ make the bed ဟုတ်လား number 1မှာဆိုရင် make the bed number 1လေးအစမယ်number 1 make the bed I make the bed in the morning I make the bed in the morning အဲ့လိုလေးထည့်လိုက်ရတယ် I make the bed in the morning okay အဲ့ဆို number 1လေးnumber 2 I tidy up the desk I always tidy up the desk ဒါဆိုရင်ငါအမြဲတမ်းငါခုံကိုတသက်ရထားတယ်ငါရဲ့စာရေးခုံရှင်းနေတဲ့အင်းတွေကိုတသက်ရထားတယ်အဲ့လိုလေးပြောအောင်အဲ့ဆိုရင် I always tidy up the desk okay and then number 3 look at the picture အဲ့တော့ငါကညနေဘက်မှာအဝတ်စားတွေခောက်ပေးတယ်အိမ်မှာအဲ့လိုလေးပြောမယ်ဆိုရင် I fold the clothes in the evening I fold the clothes in the evening အဲ့လိုလေးထည့်လို့ရတယ်နောက်တစ်ခုက number 4
number 4ကလည်း easy ပဲ clean the window ပရင်ပေါက်လေးတန်ရှင်းလုပ်တယ်ငါအိမ်မှာပရင်ပေါက်လေးတန်ရှင်းလုပ်ပြီးတယ်အဲဆိုရင် I clean the window in my house I clean the window in my house အဲ့လိုမဟုတ်ဘူးကဲအများစုပေါ့နော်တော်တော်များများအိမ်မှာပရင်ပေါက်တွေကိုတန်ရှင်းလုပ်ပေးလေးရှိတယ် always လို့ usually လို့ထည့်ပြောလို့ရတယ်အများတိုင်းတော့ဘယ်သူမှတော့မလုပ်ကြအောင်လို့နော်အဲ့တော့ဘယ်လိုလေးပြောမလဲ I usually clean the window လို့ထည့်မယ်ပေါ့နော် always လို့ usually လို့ often လို့ sometimes လို့နော်ငါတစ်ခါတလေပရင်ပေါက်ကိုတန်ရှင်းလုပ်ပေးရဆိုရင် I sometimes clean the window အဲ့လိုလေးပြောလို့ရတယ်နောက်တစ်ခုက number 5က mop the floor အဲ့တော့ mop the floor လည်းခုနလိုပဲ I mop the floor in my house I mop the floor in my house I mop the floor in the evening အဲ့လိုလေးဒါမျိုးလေးထည့်ပြောလို့ရတယ်နောက်တစ်ခု number 6က clean the bathroom clean the bathroom my brother usually cleans the bathroom အဲ့လိုမျိုးပေါ့နော် my brother always clean the bathroom okay နောက်တစ်ခု set the table number 7 do you see number 7 is set the table set the table အဲ့တော့တမင်စပွဲပြင်မယ်အဲ့ဒါရင် my sister sets the table my brother sets the table အဲ့လိုထည့်လို့ရတယ်နောက်တစ်ခု number 8 number 8 9 10မှာဆိုရင်ဘာလေးလဲဆိုတော့ do the dishes number 8က do the dishes တကယ်စီးတယ် I always do the dishes in my house အဲ့တော့ I နဲ့ဆိုရင်တော့ do ပဲပေါ့နော် I always do the dishes in my house ငါအိမ်မှာဆိုရင်တမင်စားပြီးပကနေစေးပြီးတယ်အမြဲတမ်းအဲ့ဆိုရင် I always do the dishes in my house အဲ့လိုမဟုတ်ဘူးငါရဲ့ညီမလေးအဲ့ဒါမှမဟုတ်ငါရဲ့ brother ကိုကအဲ့လိုပကနေစေးတယ်ဆိုရင် my brother does the dishes နော်ဒါမျိုးလေးသုံးလို့ရတယ် my brother does the dishes အဲ့လိုမဟုတ်ဘူး my sister does the dishes အဲ့လိုလည်းရတယ်နောက်တစ်ခုက number 9လေးအမိုက်ပြစ်သည် take out the rubbish okay take out the rubbish အမိုက်ပြစ်သည်အဲ့တော့လေ my mother takes out the rubbish in my house နောက်မှ my sister takes out the rubbish in the evening okay and then number 10 okay ပြီးတော့ number 10ပေါ့အခုwhat are the plants ကိုလည်းအဲ့လိုပဲ my sister waters the plants every day အဲ့လိုထည့်လို့ရတယ်ဒါမှမဟုတ် my grandmother waters the plants every day ဒါမှမဟုတ် my brother waters the plants once a week တစ်ပတ်တစ်ခါရေလောင်းတယ်အဲ့လိုမျိုးပေါ့နော်ကိုကြိုက်သလိုပြောလို့ရတယ်တကယ်လို့မှမပြောတတ်သေးဘူးဆိုလည်းရတယ်ဒီဟာလေးတွေတော့ဒီတိုင်းလေးစာကြောင်းလို့မဟုတ်ဘဲနဲ့ make the bed tidy up the desk အဲ့လိုလေးတွေကတော့တီကိုတီထားရမယ်ပြီးတော့ spelling တွေလည်းကြက်ထားရမယ်ပေါ့နော်အဲ့ဒါမှ unit 1မှာအဆင်ပြေမှာအဲ့တော့ပထမဆုံးပြန်ပြောကြည့်အောင်ကျတို့ဒီ10ချောင်းကိုပဲတည်ပါမယ်အဲ့တော့ number 1မှာဆိုရင် make the bed okay number 1 is make the bedပြီးရင် tidy up the desk okay tidy up the desk number 2 tidy up the desk and then fold the clothes okay fold the clothes and then number 4 clean the window okay clean the window ဒါမှမဟုတ်ရှင်လုပ်သည် clean the window number 5 mop the floor okay number 6 is clean the window clean the bathroom okay clean the bathroom and then number 7 is set the table number 7 set the table and then number 8 do the dishes number 8 is do the dishes number 8 do the dishes and then number 9 take out the rubbish and then number 10 water the plants okay ပတ်မရေလောက်သည်ဆိုရင် water the plants okay အဲ့ဒါလေးအကုန်လုံးသိထားမယ်ပေါ့နော်အဲ့မှာ unit 1 lesson 1မှာ at home မှာအဆင်ပြေမှာပေါ့နော်ဒါလေးနောက်ပြီးရင်နောက်ထပ် exercise တွေကလည်းဒီ10ချောင်းပဲတုံးပြီးတော့ပြန်ပြီးတော့ exercise တွေလုပ်ခါမှာသိထားရမှာမို့လို့နောက်ပြီး listening file တွေလည်းရှိသေးတာမို့လို့အဲ့တော့ဒီ10ချောင်းလေးကိုတော့ရအောင်လုပ်ပေးထားပါပေါ့နော်အဲ့တော့ bye bye see you guys အဲ့တော့ကျွန်တော်တို့နောက်နေ့ကျရင်လည်းနောက်ထပ် exercise တွေနဲ့ပြန်တွေ့မယ် okay